စီးသွားရင်သွေးပါရတာကဘာကြောင့်လဲလူကြောင့်စီးရဲမှာသွေးပါရတာလဲပေါ့နော်စီးရပုံမှန်အဖြစ်တော့အနီရောင်ဖြစ်မမြင်နိုင်ဘူးပေါ့နော်ဒါပေမဲ့စီးထဲမှာသွေးနူပမာဏတွေများတဲ့အခါဆိုလို့ရှိရင်အနီရောင်ဒါမှမဟုတ်အနီရောင်စီးရဖြစ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့စီးသွားတဲ့အခါမှာဒီသွေး 1cc လောက်ထွက်လာရုံနဲ့ဒီစီးညီသွားတယ်လို့ခံမှန်းလို့ရတယ်ပေါ့နော်စီးထဲမှာသွေးပါစေတဲ့အကြောင်းရင်းတွေကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒါလေးတွေကဘာတွေလဲဆိုတော့ပေါ့နော်နံပါတ်1ဒီစီးလန်းကြောင့်မှာကြောက်တယ်တာပေါ့နော်နံပါတ်2ကကျတော့ကြောက်ကက်မှာကြောက်တယ်တာနံပါတ်3ဒီစီးလန်းကြောင့်မှာပိုးဝင်တာပေါ့နော်နောက်တစ်ချက်ကကျတော့ဒီကြောက်ကက်မှာပိုးဝင်တာနောက်တစ်ချက်ကကျတော့ဒီကြောက်ကက်ကိုအနာပြဖြစ်စေတာပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီကင်ဆာပေါ့နော်နောက်ဆုံးတစ်ချက်ကကျတော့အချို့တော့ဆေးဝါးတွေရဲ့ဗိရဆိုးတွေစတဲ့အကြောင်းအရာတွေကြောင့်ဒီကြောက်ကက်နဲ့သက်ဆိုင်မှုရှိလားဒါမှမဟုတ်ရင်အခြားကျမကြီးကြောင့်လားဆိုတာကိုတခြားသိရအောင်လို့ပေါ့နော် medical check လုပ်တာအကောင်းဆုံးပါလို့အကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့ဒီကျမကြီးနဲ့ပတ်သက်ပြီးတော့လေကိုသိချင်တဲ့အကြောင်းအရာလေးတွေကိုဒီ comment မှာလေရေးသွားပေးခဲ့ပါအောင်ရှင်ဒီကြောက်ကက်ယောဂနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအောက်ပါဖုန်းနံပါတ်တွေကိုဖုန်းဆက်ပြီးတော့မန္တလေးမြန်မာလာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်